မာတီနက်စ်ကတော့ဒါဘီနိုင်ခွဲအပြီးမှာနီးပြတဲ့မိုက်ကယ်ကာရစ်ကိုချီချူးစကားပြောဆိုရင်နီးပြဟောင်းအမော်ရင်ကိုတွေ့ဝိုက်နီးဝေဖန်တိုက်ခိုက်လိုက်ပါတယ်။အခုနီးပြတဲ့မိုက်ကယ်ကာရစ်ကိုတော့အသင်းရဲ့အနှစ်သာရကိုတကယ်နားလည်တဲ့ဂန်ဒဝင်တူးထီကြောင်းနဲ့အရင်နီးပြနဲ့မတူညီတဲ့စိတ်သက်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေချက်ချင်းဆောင်ခြင်းပေးနိုင်ရဲ့ကြောင်းထုတ်ခေါ်ပြောဆိုခဲ့တာပါ။လက်ရှိမှာတော့မာတီနက်စ်ဟာကာရစ်ရဲ့လက်အောက်မှာအသင်းရဲ့အဓိကခန်းစည်းမှုအဖြစ်ပြန်လဲခြေစွမ်းပြနေပြီးအသင်းသားတွေကြားမှာလည်းအရင်ကထက်ပိုမိုစီးလုံးနဲ့စီးတဲ့တွေကိုမြင်တွေ့လာကြပါပြီ။မန်စီးတီးကိုအနိုင်ရပြီးနောက် United ဂန်ဒဝင်ပါထရစ်အီဗရာက United ကိုမလေးမစားပြောခဲ့တဲ့စီးတီးကစားသမား Ryan Cherki ကိုပြက်သားတုံ့ပြန်လိုက်ပါတယ်။ရိုင်းနီးပြမိုက်ကယ်ကာရစ်လက်အောက်မှာ United ဟာအမ်ဘူမိုနဲ့ Patrick Dorgu တို့ရဲ့ဂိုးတွေနဲ့တိုက်စစ်ပိုင်းကောင်းမွန်ခဲ့ပြီးလူချင်းမဟုတ်ရင်ဂိုးပိုရနိုင်ခဲ့တဲ့ပွဲပါ။ပွဲမတိုင်ခင်က United ကိုချေမုန်းမယ်လို့ကြုံဝါခဲ့မှုတဲ့ Cherki ကတော့ဒီပွဲမှာလူစားဝင်အဖြစ်သာကစားခွင့်ရပြီးထူးခြားမပြနိုင်ခဲ့ပါဘူး။ပွဲပြီးမှာပရိသတ်တွေလောင်ပြောင်ခံရတယ်လို့အီဘရာကလည်းကစားသမားကောင်းဖြစ်ပေမဲ့ United ကိုမလေးမစားရင်ဒီလိုပဲပြန်ရတတ်တယ်လို့ Instagram မှာရေးသားခဲ့ပါတယ်။တစ်ဖက်မှာတော့ Gary Neville ကဒီပွဲက United ရဲ့ခြေစွမ်းဟာအကောင်းဆုံးခေတ်တွေကိုပြန်တတိရစေပြီးကာရစ်ကအသင်းရဲ့ပင်ကိုကစားဟန်ကိုပြန်လဲအသက်သွင်းနိုင်ခဲ့တယ်လို့ချီးကျူးခဲ့ပါတယ်။ United ဟာလာမယ့်တနင်္ဂနွေနေ့မှာဇယားထိပ်ကအာဆင်နယ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး City ကတော့ Champions ဆုအတွက်အမှတ်9မှတ်အထိကွာဟသွားခဲ့ပါပြီ။